ကိုယ်ဝါဒကောင်းကြောင်းပြောပြီးသူ့ဝါဒသူများဝါဒကိုရှုတ်ချပြီးပြောဆိုသွားကြတာအားဖြင့်ပဲနောက်တစ်စုလာပြန်လဲဒီလိုပဲကိုယ်ဝါဒအကောင်းပြောကိုယ်ဟာအမှန်ပြောပြီးသူများဟာကိုရှုတ်ချပြစ်ပယ်ပြီးတော့သွားကြတယ်တဲ့အဲ့တော့တပည့်တော်တို့မှာဘယ်သူမှားလို့ဘယ်သူမှန်တယ်ဆိုတာတပည့်တော်တို့မဝေခွဲနိုင်ဘူးဗျာတဲ့တန်တရားတွေဖြစ်တယ်ပေါ့ဟာသူတို့ဒါဒီတုတ်တန်စဖြစ်ပေါ်လာခြင်းအကြောင်းတရားဘုရားကြီးရောက်တဲ့အခါဒီလိုဟောပြောကြလျှောက်ကြတာသူတို့ဒီနေရာမှာဒီမြတ်စွာဘုရားရဲ့ technique ပေါ့ဒီဟောပြောမှုမှာမြတ်စွာဘုရားအလွန်လိမ္မာကျွမ်းကျင်ပုဂ္ဂိုလ်ရဲ့အနေအထားကိုကြည့်အခုဒီပုဂ္ဂိုလ်တွေကကာလမဆိုတဲ့လူမျိုးတွေတန်တရားဖြစ်နေတဲ့လူတွေအဲ့ဒီမှာမြတ်စွာဘုရားကအကယ်၍သာမင်းတို့သူတို့ပြောတာတခုမှမမှန်ဘူးငါပြောတာမှတ်ကြလို့ပြောလို့ရှိရင်တန်တရားတွေပိုးဖြစ်သွားမှာသိကြတယ်နော်လာပြန်ပြီခောရမဗုဒ္ဓကလည်းသူ့ဟာပဲမှန်တယ်ကျန်တာတွေမှားလို့ပြောတော့ပြန်ပြီဆိုဒီလိုပဲဖြစ်ကြရင်တန်တရားရှင်းရင်မှမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့ technology က technique ကအမှန်တမ်းကောင်းတယ်ကောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဘာပြောလိုက်တယ်ဆိုတော့ဒါအလုံးမှတ်သားစရာကောင်းတယ်တခုအေးဟုတ်တာပေါ့တဲ့မင်းတို့ကတန်တရားဖြစ်တိုက်တဲ့နေရာဖြစ်တာပေါ့တဲ့ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာသိဖို့ခက်တာပဲတဲ့ဟိုကတစ်မျိုးပြောဒီကတစ်မျိုးပြောဆိုမင်းတို့တန်တရားဖြစ်တိုက်ပါတယ်တဲ့ဖြစ်တိုက်တဲ့နေရာဖြစ်တာပဲတဲ့ဟောဒီလိုပြောလိုက်တော့ကျင့်납သွားတာပေါ့သူတို့ဟုတ်တယ်တန်တရားဖြစ်တိုက်တဲ့နေရာတန်တရားဖြစ်ကြတာပဲဆိုပြီးအဲ့ဒီတန်တရားပျောက်ဖို့ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်နိုင်အောင်မြတ်စွာဘုရားကသွန်သင်ဆုံးမသွားတာဒီတုတ်တန်အဲ့တော့ကိုယ်တိုင်ကဘုရားဘာသာဝင်ဖြစ်နေလင်းကစားတခါတရံတန်တရားဖြစ်เสียလေးတွေကျုံးလာလို့ရှိရင်ကြည့်မြတ်စွာဘုရားရဲ့ဒီတုတ်တန်အဆုံးအမအမှန်တမ်းတန်မိုးရှိကိုယ်ဘဝရဲ့ခိုင်လိုင်းအဖြစ်သုံးချလို့ရနော်မြတ်စွာဘုရားကပြောရမယ်ဆိုရင်လက်တွေ့သမားဒီရှေးအကြောင်းတရားတွေကိုလည်းမပယ်ဘူးပြစ္ဆုတ်ပန်အကြောင်းတရားကိုလည်းလက်ခံအကြောင်းကိုတစ်ခုတည်းလို့မယူဆဘူးအစစ်မှန်ကိုသိထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အကြောင်းဖြစ်တဲ့လို့ရှိရင်အတိတ်ကဟာပဲဖြစ်ဖြစ်ပြစ္ဆုတ်ပန်ဟာပဲဖြစ်ဖြစ်တချို့ကြတော့အတိတ်အကြောင်းအရာတွေကိုညှင်းပယ်ပြီးတော့ပြစ္ဆုတ်ပန်အကြောင်းတစ်မျိုးတည်းလက်ခံတယ်တချို့ကြတော့ပြစ္ဆုတ်ပန်အကြောင်းကိုညှင်းပယ်ပြီးတော့အတိတ်အကြောင်းတစ်မျိုးတည်းပဲလက်ခံတယ်ဘယ်မှန်မလဲအဲ့ဒါကြမြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးအတိတ်အကြောင်းဆိုတာလေဖြစ်တဲ့အကြောင်းကိုလက်ခံပြစ္ဆုတ်ပန်အကြောင်းကိုလည်းထည့်သွင်းပြီးတော့စဉ်းစားပြီးတော့ပြောဆိုပါစို့ဥပမာတစ်ခုမှာအေးမိလို့နှာစီးတာကိုကန့်ညောင်ကနှာစီးရတယ်လို့ပြောရင်မှန်မလားသို့တော့ကံတော့မပါဘူးလားလို့ဆိုတော့ကံဆိုတာအမတန်မှအဝေးကြီးကံရှိလို့လူဖြစ်လာတယ်လူဖြစ်တော့အေးပတ်တဲ့နေရာရောက်လာတော့အေးပတ်တာအဲ့တော့အေးမိတယ်ဆိုတာပစ္စုပန်အကြောင်းကအဓိကမဖြစ်ဘူးလားအဲ့ဒါလို့မြတ်စွာဘုရားကဒီအတိတ်အကြောင်းတစ်ခုတည်းကိုမပြောပစ္စုပန်လက်တွေ့ကိုယ်တိုင်မြင်ရတဲ့အကြောင်းတရားတွေကိုလည်းလက်ခံဖြစ်သွင်းစဉ်းစားရတယ်ပေါ့တစ်ခုတည်းကိုမပြောရဒါကြောင့်မို့အကြောင်းတရားဆိုတာအမျိုးမျိုးရှိများစွာသောအကြောင်းတရားတွေကိုနားလည်မယ်ဆိုလို့ရှိရင်လူဘဝမှာကိုယ်ဘဝဇက်တည်ဖို့ရအတွက်ကိုယ်သွားရမယ်လျှောက်လန်းရမယ်လမ်းခရီးဟာအမှန်တမ်းဖြောင်းတန်းတယ်ပေါ့ဒါကြောင့်မို့ကာလမအမျိုးသားတွေကိုမြတ်စွာဘုရားကဟုတ်တာပေါ့မင်းတို့တန်တရားဖြစ်ဖို့အမှန်တန်ကောင်းတာပဲတန်တရားဖြစ်ထိုက်တဲ့နေရာမှာတန်တရားဖြစ်တာပဲလို့ဒီလိုပြောလိုက်ပြီးတော့မြတ်စွာဘုရားကသူတို့စဉ်းစားဖို့အချက်တွေပြောပြအဲ့တော့ဘုရားကပြောတဲ့အခါတန်တရားဖြစ်နေတဲ့လူတွေကိုစဉ်းစားဖို့အားပေးတယ်အင်အားတစ်ခုပေးတန်တရားဖြစ်နေတယ်ဆိုတဲ့လူကရှေ့ကိုမဆက်ပြီးမစဉ်းစားနိုင်ဘူးစဉ်းစားရင်ပင်ပန်းတယ်အဲ့ဒါကိုဝိသိကိစ္စလို့ခေါ်တယ်ဒါကြောင့်မို့ဝိသိကိစ္စဆိုတဲ့စကားလုံးကဝိသိနန္တတကိစ္စ
ဝိသိနန္ဒဆိုတာစူးစမ်းလိုက်တာနဲ့ကိစ္စပင်ပန်းသွားတယ်ရှေ့မတိုးနိုင်နော်ကိုဉာဏ်မမီလို့ရှိရင်တစ်စုံတစ်ခုစဉ်းစားရင်ခေါင်းရှုပ်တာအဲ့ဒါဝိသိကိစ္စဒါမို့ဝိသိကိစ္စရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာဝိသိနန္ဒတကိစ္စဝိသိကိစ္စတော့ဝိသိနန္တောကိစ္စဝိသိကိစ္စပဲဒီလိုဖွင့်စဉ်းစားလိုက်လေခေါင်းရှုပ်လေစိတ်ပင်ပန်းလေဆိုတဲ့အချက်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကသူတို့ရှုပ်ထွေးနေတဲ့အကြောင်းအရာတွေမကဘူးလောကမှာရှုပ်ထွေးစရာအကြောင်းတွေအများကြီးဘာသာတွေမကဘူးလူဆိုတာသူ့အကြိုက်ကိုယ်အကြိုက်အမျိုးစုံရှိတယ်အမျိုးစုံရှိတယ်အဲ့ဒီအမျိုးစုံတွေကိုခြုံငုံသုံးသပ်ပြီးတော့မြတ်စွာဘုရားဒီသုတ်တံမှာအချက်30ကိုထုတ်ပြဧထတုံမေကာလမှာဒီစကားကမင်းတို့ဘာမှတူဝေးမနေကြနဲ့လာကြငါပြောမယ်ဟောဒီအဓိပ္ပာယ်မျိုးပြောတာနော်ဧထတုံမေကာလမှာလာကြမင်းတို့တူဝေးမနေနဲ့ကိုယ့်အကိုစဉ်းစားအောင်ရှိမြတ်စွာဘုရားထုတ်ပြတဲ့အချက်တွေကဘာတွေတုံးလို့ဆိုနံပါတ်1ကမာအနုတဝေနာတရားရောက်ကမင်းတို့လာပြောတာအနုတဝဆိုတာအနုဆိုတာတဆင့်တဝဆိုတာကြားတာသို့မဟုတ်တယောက်ကလာပြီးတော့ပြောတဲ့စကားကိုအနုတဝလို့ခေါ်တယ်လောကမှာတဆင့်စကားဆိုတာတွေနဲ့ပဲလူတွေဟာလက်ခံပြီးယုံကြည်နေကြတာလေအကြတဲ့မှာပူပေါ်တာပေါ့ gossip ဆိုတာလေဟိုအိမ်ကဟိုအိမ်လဲပြောဒီအိမ်ကဒီအိမ်လဲပြောဟိုရက်ွက်ကဒီရက်ွက်လာပြောနေဘာတဲ့ညာတဲ့နဲ့ဆိုတာဒါမျိုးတွေအများကြီးရှိတာပေါ့နော်အကြောင်းအရာတစ်ခုကိုလာပြီးတော့ပြောတယ်အဲ့ဒါကိုအနုတ္တဝလို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဇာနယ်နဲ့ပါတာမဂ္ဂဇင်းနဲ့ပါတာနဲ့တလောတော်ပါလိုက်သေးတယ်မဟုတ်လားတောက်တဲ့ကြီး3ပေဆိုတာတောက်တဲ့3ပေဆိုတာမကြောက်ဘူးနော်အဲ့တော့အဲ့ဒီမှာအနုတ္တဝဆိုတာဒါမို့အနုတ္တဝကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျ report လို့ပြန် report လုပ်တယ်ပေါ့တစုံတစ်ယောက်ကနေကိုယ်လာပြီးတော့ report လုပ်တယ်သတင်းပေးတယ်အဲ့ဒါနဲ့လည်းအမှန်လို့မဆုံးဖြတ်နဲ့တဲ့မြတ်စွာဘုရားကြည့် report တွေကိုလည်းအမှန်မယူနဲ့ဂျာနယ်ထဲပါတယ်သတင်းစာထဲပါတယ်ဟိုထဲပါတယ်ဒီထဲပါတယ်ဟိုလူကပြောသွားတယ်ဒီလူကပြောသွားတယ်အမှန်မယူနဲ့တဲ့ဒီလိုဆိုလို့လားဘာဖြစ်လို့တော့ဆိုမှန်တာလည်းရှိခြင်းရှိမယ်မှားတာလည်းရှိခြင်းရှိမယ်ကိုယ်ဉာဏ်နဲ့စဉ်းစားအောင်လို့ဒီလိုဆိုလို့တာမြတ်စွာဘုရားဆိုလို့တာအဲ့ဒါကိုကွန်မြူနစ်သမားတွေကတော့ဓာရီအချက်တွေနဲ့အကုန်လုံးသူတို့ကဘာသာတရားတွေအကုန်လုံးပြစ်ပယ်ချင်တာနဲ့ဒီစကားလုံးတွေကိုသုံးပြီးတော့ဘာသာတရားတွေကိုအကုန်ပုတ်ခတ်သွားအဲ့ဒါတော့မမှန်ဘူးနော်မြတ်စွာဘုရားရဲ့ဆိုလိုရေးအဓိပ္ပာယ်ကဘာလို့ဆိုမင်းသူများကလာပြီး report လုပ်လို့ရှိရင်အဲ့ဒါလေးတွေရပ်မနေနဲ့ကိုယ့်အကိုဟုတ်တယ်မဟုတ်ဘူးဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးကိုယ်ပိုင်ဉာဏ်ကိုအသုံးချအောင်လို့ပြောတယ်ဘလောက်ခေါင်းလောကလူတွေကလွယ်လွယ်နဲ့ယုံတတ်တယ်လေအောက်ကအစီရင်ခံစာတက်လာတယ်ဆိုလို့ရှိရင်လက်ခံလိုက်တာဟုတ်လားမဟုတ်လားဆိုတာစဉ်းစားရအောင်အစီရင်ခံစာဆိုတာအကုန်လုံးမှန်နိုင်မှာမလားမမှန်နိုင်ဘူးဟိုလူကလာပြောလဲမှန်တာမဟုတ်ဒီလူကလာပြောလဲမှန်တာမှမဟုတ်တာဒီပြင်အစီရင်ခံစာမပြောနဲ့ကိုယ့်အိမ်ကိုမိသားစုတွေပဲကြည့်သမီးကလာပြောသားကလာပြောဟိုလူကလာပြောဒီလူကလာပြောအမှန်ကြီးအောင်းမိတ်မနေနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့အများကြီးပဲမရှိဘူးလားအမေမသိနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့ဆိုဒီကတော့ဟုတ်မှတ်အဲ့ဒါကြောင့်မို့ report လေးနဲ့တင်မယ်ရှင်းတတ်မနေနဲ့မြတ်စွာဘုရားဆိုလိုတာကအနုတ္တဝလို့ဆိုတဲ့တစင်ကြားစကားလေးနဲ့တင်မှန်တယ်လို့မဆုံးဖြတ်နဲ့အောင်မှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောမသိကြဘူးလို့ပြောဒါအမှန်ပဲလေစဉ်းစားကြည့်ပေါ့အဲ့ဒါကိုဆိုလို့တယ်မာအနုတ္တဝေနနောက်တစ်ခုကတော့မာပရံပရာယပရံပရဆိုတာရှေ့ဘိုးဘွားဘီပင်လက်ထက်ကလေးကလှုပ်လာတဲ့အလုပ်တစ်ခု tradition လို့ခေါ်တယ်နော် tradition လို့ခေါ်တယ်မျိုးရိုးအစဉ်လာကနေပြီးတော့လောက်ကင်လာကြအဲ့ဒါဟာလေဒါတို့ဘိုးဘွားလက်ထက်ကလေးက tradition ပဲတို့ရဲ့ဓလေ့ထုံးစံပဲဆိုပြီးတော့လုပ်နေကြတာအဲ့ဒါကိုလည်းပဲမြတ်စွာဘုရားကဒါနဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့ tradition ဆိုတာမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အမှန်တရားကိုရှာဖွေတဲ့နေရာမှာဒါအသုံးမချ
research လုပ်တဲ့အခါမှာဒါတွေနဲ့ research လုပ်လို့မရဘူးလို့ပြောတာအဓိပ္ပာယ်ကနော်အမှန်တရားကိုရှာခြင်းမီဆိုလို့ရှိရင် tradition နဲ့မရှာနဲ့ရှာရင်မှန်တာရှိခြင်းရှိမယ်မှားတာရှိခြင်းရှိမယ်မသေးကြဘူးလို့ပြောတာ tradition ဆိုပါတော့ tradition ရဘုန်းကြီးတို့တခါတော့မက္ကဆီကိုနိုင်ငံကလာတဲ့မက္ကဆီကန်လူမျိုးတွေ30လောက်ဗမာပြည်ကိုရောက်လာသူတို့ကဗုဒ္ဓဘာသာတွေဖြစ်နေကြမက္ကဆီကိုဆိုတာခရစ်ယာန်အများစုကိုးကွယ်တဲ့စပိန်စကားပြောတဲ့နိုင်ငံအမေရိကန်နိုင်ငံသားကနိုင်ငံတက်နိုင်ငံပေါ့ဟောဒီကအမျိုးသားအမျိုးသမီးလူ30လောက်ရောက်လာကြပြီးတော့ဘုန်းကြီးတို့စီရောက်တော့မိကုန်းနေမေးကြတယ်မိကုန်းမေးတဲ့ထဲမှာမျိုးသမီးတယောက်ကဗာမေးတော့ဆိုသူမဟာမြတ်မုနိဖရာကြီးကိုသွားဖူးတယ်တဲ့မှန်တယ်ဖူးတဲ့အခါမှာခန္ဓာကုရိတိုင်နာလေးမှာအမျိုးသမီးမဝင်ရဆိုဆိုင်ဖို့ရှိတွေ့ကြပါလိမ့်မယ်နော်အမျိုးသမီးမဝင်ရဆိုတဲ့ဆိုင်ဖို့ရှိတယ်အင်္ဂလိပ်လိုရေးထားတယ်အဲ့ဒါမြင်လာတဲ့အခါသူ့စိတ်ထဲမှာမကြေမနပ်ဖြစ်တယ်တို့အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတယ်ပေါ့အမျိုးသားတွေတော့ဝင်လိုက်ထွက်လိုက်လုပ်တယ်အမျိုးသမီးတွေတော့မဝင်ရဘူးဆိုဒါတို့ခွဲခြားဆက်ဆံတာဘုန်းကြီးနဲ့တွေ့တဲ့အခါမေးတာအဲ့ဒါလို့စာတန်းတွေ့တယ်တဲ့ဒါဗုဒ္ဓဘာသာလားတဲ့ဘုရားဟောတဲ့တရားလားတဲ့သူမေးတယ်မေးတော့ဘုန်းကြီးက this is not a Buddhism ဒါဗုဒ္ဓရဲ့ဝါဒမဟုတ်ပါဘူးလို့ this is a tradition တို့မြန်မာလူမျိုးတွေရဲ့ရှေးအစဉ်လာရလက်ခံကျင့်သုံးလာတဲ့ထုံတန်းစင်လာတစ်ခုသာဖြစ်ပါတယ်ဗုဒ္ဓဘာသာနဲ့မဆိုင်ပါဘူးလို့ဒီလိုပြောအဲ့ဒါကြတော့ကျင့်တတ်တယ်သူက tradition ဆိုတာသူတို့လည်းရှိတယ်ကိုယ်လည်းရှိ tradition ဆိုတာအမှန်တရားလို့ပြောတာမဟုတ်ဘူးဒီလေထုံတန်းစင်လာရလိုက်နာရတာတွေရှိတယ်လေမှန်လို့လိုက်နာတာမဟုတ်ဘူးမှားသည်ဖြစ်စေမှန်သည်ဖြစ်စေထုံတန်းစင်လာမှုလုပ်နေကြဒါအမှန်တရားကိုရှာတဲ့နေရာမှာအဓိကမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားဒီနေရာမှာကြည့် tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့ tradition ဆိုတာမှန်တာရှိတယ်ခုနကအမျိုးသမီးမဝင်ရဆိုရင်ဝင်အကုသိုလ်ဖြစ်တယ်ဆိုရင်ဒါမှားတယ်ဘယ်လိုလုပ်ဝင်ရင်အကုသိုလ်ဖြစ်မလဲနော်သို့တော့အမျိုးသမီးမဝင်ရဆိုတာမြန်မာလူမျိုးတွေရဲ့ tradition အနေနဲ့အမျိုးသမီးတွေမဝင်ဖို့ဆိုတာဒါလူမျိုးရဲ့ tradition tradition ဆိုသူတို့နားလဲဟိုကြိုက်ထီးရိုးကလည်းပဲကြည့်နေဖျားပေါ်ကူးတဲ့တရားလေးရှိတယ်မဟုတ်လားအမျိုးသမီးမကူးရဆိုအမျိုးသမီးကူးရင်မိုးကြိုးပြစ်တယ်တို့မုံတိုင်းထန်တယ်တို့ဘာလို့ပြောကြတယ်တခါတော့နိုင်ငံသားအမျိုးသမီးတယောက်ကယောက်ျားလို့ဝုတ်ပြီးတော့ကူးသွားတာမိုးကြိုးကလည်းမပြစ်လိုက်ဘူးအဲ့မှာမုံတိုင်းကလည်းမကြလိုက်ဘူးမသိလိုက်ဘူးနဲ့တူပါတယ်မျက်စိလဲသွားတယ်နဲ့တူအကယ်၍ပြောတဲ့အတိုင်းမဖြစ်ရင်ဒါသိက္ခာကျအဲ့တော့ဘာမှပြောစရာမလိုဘူး guide တွေကိုပြောလိုက်တယ်မင်းတို့မပြောနဲ့အဲ့လိုဟိုဟာဒီဟာတွေရှောက်ပြီးနိုင်ငံသားတွေဆို tradition လို့သာပြော tradition လို့ပြောရင်ဒါပြီးတယ်ကိစ္စတစ်ခုသူတို့လည်းရှိတယ်ကိုယ်လည်းရှိတယ် tradition ဒါ tradition ပဲလို့ဒီလိုပဲပြောရအဲ့ဒါကြောင့်မို့ tradition ဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအမှန်တရားကိုရှာရမယ့်ဟာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားက tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့အဲ့ဒီတင်လမ်းမဆုံးနဲ့ပေါ့မှန်ကန်တဲ့ tradition ရှိတယ်မှားယွင်းနေတဲ့ tradition လည်းရှိတယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကိုမာပရံပရာယလို့ပြောအမှန်တမ်းဒီသုတ်တန်ကဘဝအတွက် guideline ပေးတဲ့နေရာမှာအမှန်တမ်းကောင်းတယ်သို့တော့ပုံပြက်ပန်းပြက်အထိပ္ပယ်မယူဆတတ်လို့ရှိရင်တလွဲရောက်ကုန်တတ်တယ်ပေါ့အကုန်ပယ်ဖို့မြတ်စွာဘုရားပြောတာမဟုတ်ဘူးအခုကြည့် report နဲ့အမှန်တရားကိုမရှာနဲ့ဆိုတာ report ဆိုတာဘာဖြစ်လို့မရှာတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောမသိကြဘူး tradition နဲ့လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့ tradition ဆိုတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုဣတိကိရယဣတိကိရဆိုတာဒီလိုတဲ့ဆိုတာတယောက်ကလာပြောလို့ရှိရင်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဘို့လိုပြောတဲ့ဒီလိုပြောတဲ့လောကမှာဒီတဲ့တွေအများကြီးရှိတာအဲ့ဒါကိုဟီယာဆေးလို့ခေါ်တယ်ကြားလာတာကိုလာပြောတာလေတစ်ဆက်
ကြားလာတဲ့အတိုင်းလာပြောတော့သူကလည်းတစ်ဆင့်ကြားပဲသူကိုယ်တိုင်မြင်တာမဟုတ်ဘူးဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့လာပြောတယ်ပေါ့နော်အဲ့ဒီဟိယာစေတွေအဲ့ဒီဣတိကိရာဆိုတာအချက်နဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်လိမ့်နဲ့တဲ့အမှန်တရားကိုဆုံးဖြတ်ရင်အမှန်တရားမရနိုင်ဘူးဒီလိုဆိုလိုတာနော်ဒါလည်းအမှန်တရားဆုံးဖြတ်ရမယ်အကြောင်းတစ်ခုမဟုတ်ဘူးတဲ့မှန်တာလည်းရှိမယ်မှားတာလည်းရှိမယ်နောက်တစ်ခုကဘာလို့ဆိုမဟာပိဋကတံပဒါနေနပိဋကဆိုတာဒီဖရာပိဋကကိုပြောတာမဟုတ်ဘူးပိဋကဆိုတဲ့စကားလုံးကသင်ယူရတဲ့ကျမ်းစာကိုပိဋကလို့ပြောတာပိဋကတံပဒါနေနစာထဲမှာပါတယ်ဆိုတာနဲ့လည်းအမှန်တရားကိုမဆုံးဖြတ်နဲ့ဒီလိုပြောတာနော်အဲ့ဒါကိုဒီစကားလုံးကိုယူသုံးပြီးတော့ပိဋကသုံးပုံဝါစကားတွေပယ်ကျင်တဲ့လူတွေကဒီစကားလုံးကိုယူသုံးပြီးတော့ရှောက်ပြောအဓိပ္ပာယ်မရှိဘူးအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးစာထဲပါတယ်ဆိုရုံနဲ့မှမယ်သတင်းစာထဲပါတယ်ဂျာနယ်ထဲပါတယ်ဘယ်စာအုပ်ကရေးထားတယ်ဘယ်တရားစာအုပ်ထဲပါတယ်ဘယ်သူစာအုပ်ထဲပါစာအုပ်ထဲပါတယ်ဆိုတာနဲ့အမှန်လို့ပြောလို့မရဘူးဒါတော့ဟုတ်တာပေါ့စာအုပ်ထဲလည်းအမှားရေးခြင်းရေးမှာပဲလေမှားခြင်းမှားတာဒါကြောင့်မလို့စာအုပ်ထဲမှာပါတယ်ဆိုတာနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်လို့မရဘူးဒါသိတဲ့ဘာဝကြတာကိုယ်ပိုင်ဉာဏ်ကိုသုံးချဖို့မြတ်စွာဘုရားဟောနေတာနော်ဒီပိဋကသုံးပုံကိုပြောတာမဟုတ်ဘူးပိဋကတံပဒါနေနဆိုတာသင်ယူရတဲ့ကျမ်းစာမှန်သမျှကိုပိဋကဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာတချို့နိုင်ငံသားတွေဘာသာပြန်တာတော့ပိဋကကိုချင်းတောင်းလို့ဘာသာပြန်တာလည်းရှိတယ် basket ဆိုတဲ့စကားလုံးနဲ့သို့တော့ချင်းတောင်းကိုသာပိဋကလို့ခေါ်တာမဟုတ်ဘူးသင်ယူရမယ့်စာပေတွေကိုလည်းပိဋကလို့ခေါ်တယ်အဲ့တော့သင်ယူထားတဲ့ကျမ်းစာနဲ့ကိုက်တယ်ဆိုရင်လည်းအမှန်တရားကိုမဆုံးဖြတ်နိုင်ရဲ့မှားခြင်းလည်းမှားမယ်မှန်ခြင်းလည်းမှန်မယ်ဒါရင်ရပ်မထားနဲ့ကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာနော်ဟောနောက်တစ်ခုကဘာတော့ဆိုမာတက်ကဟိတုတက်ကဆိုတာဒီကနေ့ logic ကိုတက်ကလို့ပြန်တက်ကဆိုတာကြောင်းကျိုးအောင်စီလျော်အောင်တွေးတောဆင်ញင်မှုတက်ကဗေဒနီးလို့ခေါ်တွေးခေါ်မျှော်မြင်တဲ့နီးစနစ်တစ်ခုကိုတက်ကဗေဒ logic လို့ခေါ်အဲ့ဒီ logic နီးနဲ့လည်းပဲအမှန်တရားကိုရှာလို့မမှန်နိုင်ဘူးတဲ့ဆုံးဖြတ်လို့မရဘူးလို့ဒီလိုဆိုလို့တယ်နော်လောကမှာတက်ကဗေဒနီးတွေအများကြီးရှိတယ်လေကြောင်းကျိုးဆင်ញင်တာပေါ့ကြောင်းကျိုးဆင်ញင်တာကြောင်းကျိုးဆင်ញင်တဲ့ဤစနစ်တစ်ခုကဒီလိုဆိုလိုတာပေါ့လူသည်တေမျိုးဖြစ်သည်ဥပသည်လူတယောက်ဖြစ်သည်ဒါကြောင့်ဥပသည်တေမျိုးဖြစ်သည်ဟောဒီလိုဆင်ញင်တာမျိုးကိုဆိုလိုတာပေါ့နော်ကြောင်းကျိုးဆင်ញင်ပြီးတော့ပြောတဲ့စကားအဲ့တော့နေရာတကာတိုင်းမှာဒီဤစနစ်ကိုသုံးလို့ရှိရင်လည်းအမှန်တရားကိုရှာဖွေလို့ရမှာမဟုတ်ဘူးအသိဉာဏ်နဲ့ရှာဖွေမှသာလဲမှန်ကန်တဲ့တရားကိုသိနိုင်တယ်လို့ဒါကြောင့်မို့တက်ကဗေဒနီးနဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နိုင်နဲ့လို့မြတ်စွာဘုရားဟောသူတို့ပြောနေတဲ့တန်တရားတွေဟာတခုတည်းမကဘူးမြတ်စွာဘုရားလောကမှာရှိတဲ့တန်တရားဖြစ်ဖွယ်ရာတွေအကုန်ထုတ်ပြတာဒီမှာနော်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်မာနယဟေတုနယဆိုတာနီးမြည်ပြီးတော့ပြောတာအကြောင်းမြင်အကျိုးကိုပြောလို့ရတယ်အကျိုးမြင်အကြောင်းကိုပြောလို့ရတယ်အဲ့ဒါကို inference လို့ခေါ်တယ်အနုမာနလို့ခေါ်တယ်အနုမာနဆိုတာတစ်ဆင့်သိတာမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်အနုမာနဟောဟိုဘက်ကနေပြီးတော့မိခိုးတွေထွက်နေတာမြင်တဲ့အခါကျတော့တောင်ရဲ့ဆိုပါစို့ရှားထဲမှာတောင်ကြီးရှိတယ်အဲ့ဒီတောင်ကြီးဟိုဘက်ကမိခိုးတွေထွက်နေတာမြင်တဲ့အခါကျတော့ဒီဘက်ကလူကမိခိုးမြင်တာနဲ့သူဘာပြောတော့ဟိုဘက်မှာမီးလောင်နေတယ်လို့ပြောလိုက်မီးလောင်နေတယ်လို့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့မီးခိုးဆိုတာမီးကဖြစ်တာဟုတ်သူမြင်တာကမီးကိုမီးရဲ့အကျိုးတရားကိုသာမြင်တာအကျိုးကိုကြည့်ပြီးတော့အကြောင်းကိုလှမ်းပြောတာမီးကိုသူမမြင်ရဘူးဟုတ်ကဲ့
အဲ့ဒါအမြဲတမ်းမှန်နိုင်သလားလို့ဆိုမိကိုမြင်တာနဲ့မီးရှိတယ်လို့ပြောတာအမြဲတမ်းမှန်နိုင်သလားလို့ဆိုမမှန်ဘူးတခါတလေမီးထားစက်ကောင်းကလည်းမီးကိုထွက်သေးတာပဲမထွက်ဘူးလားမီးလောင်မဲနဲ့လည်းမီးကိုထွက်တာရောမရှိဘူးလားရှိတယ်အဲ့တော့ဒါတွေကအနုမာနလို့ခေါ်တယ်အကြောင်းကိုကြည့်ပြီးတော့အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုတွက်ဆအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုတွက်ဆတခုပဲမြင်ရတယ်တစ်ပိုင်းပဲမြင်ရတယ်မြင်ရတာကိုကျန်တာကိုမှန်းပြီးတော့ဆုံးဖြတ်တာကို inference လို့ခေါ်တယ်ပေါ့အနုမာနလို့ခေါ်တယ်ပေါ့တစ်ဆင့်မှန်းဆပြီးတော့သိတဲ့အသိမျိုးအဲ့ဒါနဲ့လည်းအမှန်တရားဆိုတာသိလို့မရဘူးလို့ဒီလိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကဟောတာတော့တကယ့်ကိုပစ္စကဉာဏ်ကိုဟောချင်တာပဲဒါကြောင့်မလို့ပစ္စကဉာဏ်မဟုတ်တဲ့ဟာတွေကိုတခုမှစိတ်မချရဘူးဆိုတာကိုမြတ်စွာဘုရားဟောဘာဖြစ်လို့လောကလူသားတွေကအမှန်တရားဆိုတာကိုဒါတွေနဲ့ပဲရှားနေကြတာဒါတွေနဲ့ပဲရှားဟောနောက်တစ်ခုကဘာလို့ဆိုအာကာရပရိဝိတကကြောင်းကျိုးဆင်ញင်ပြီးတော့သုံးသပ်ကြည့်အကြောင်းတရားကိုတွေးတောဆင်ញင်ပြီးတော့ကြည့်တာအဲ့ဒါလို့တွေးတောဆင်ញင်ပြီးတော့အတွေးအခေါ်တစ်ခုနဲ့အမှန်တရားကိုဆုံးဖြတ်ရင်ရောမှန်သလားလဲဆိုမမှန်ဘူးတဲ့ဒါလည်းပဲအမှန်တရားကိုဆုံးဖြတ်လို့မရဘူးလို့ဒီလိုဆိုနောက်တစ်ခုကဒိဋ္ဌိနေစာနဲ့ခန္တိဒိဋ္ဌိဆိုတာကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အမြင်ကိုဆင်ញင်စဉ်းစားလိုက်တဲ့အခါရှင်းတတ်စရာအဖြေတွေထွက်တယ်နော်ကိုယ့်အမြင်လေးကသဘောကျစရာရှိတယ်ကြောင်းကျိုးဆင်ញင်လို့ရတယ်ကိုက်ညီတယ်ကိုယ့်အမြင်ကသူများအမြင်တွေနဲ့လည်းကိုက်ညီတယ်ဆိုရှင်းတတ်စရာကောင်းတဲ့အမြင်ဆင်ញင်သုံးသပ်ပြီးတော့ကြည့်လို့ရှိရင်ဒါနဲ့ရောအမှန်တရားကိုဆုံးဖြတ်လို့ရလားလဲဆိုမရဘူးတဲ့မြတ်စွာဘုရားအဲ့ဒါနဲ့လည်းဆုံးဖြတ်လို့မရဘူးလောကလူတွေကဆုံးဖြတ်နေကြတာဒါမျိုးတွေပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ကြတာဟုတ်ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီအချက်တွေနဲ့မဆုံးဖြတ်ဖို့ဒီသုတ္တံမှာဤစနစ်တစ်ခုပေးတာနော်နောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်မာဘဗ္ဗရူပတ္တဖြစ်နိုင်ခြေရှိတာ possibility လို့ခေါ်တယ်။ဘယ်ကိစ္စဖြစ်လူတွေကပြောတယ်အေးဒါဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်ဆိုတဲ့စကားနဲ့သူထဲမှာအကြောင်းအကျိုးဆင်ញင်မှုတော့ရှိတာပေါ့ဒါဖြစ်နိုင်တယ်လို့ပြောရတဲ့အရာတစ်ခုနဲ့လည်းပဲကိုကဖြစ်နိုင်တယ်လို့ပြောပြီးမှဖြစ်ချင်မှဖြစ်တာခါလေးကြဒါကြောင့်မို့ဒါနဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့ဘဗ္ဗရူပမှတ်သားတိုက်တယ်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အချက်နဲ့လည်းပဲအမှန်တရားကိုမဆုံးဖြတ်နဲ့တဲ့ဟောနောက်ဆုံးအချက်ကြတော့ဘာလို့ဆိုမာသမနောနောကရုတချို့ကလေးစားရတဲ့တို့ရဲ့ဆရာလေးစားရတဲ့ပုဂ္ဂိုလ်ကပြောသွားတဲ့စကားဒီသမဏဟာတို့ရဲ့ဆရာပဲဆရာပြောတာဆိုရင်မမှားဘူးလို့ဒီလိုသွားဆုံးဖြတ်လို့လည်းမရဘူးတဲ့အမှန်တရားကိုအဲ့တော့အသိဉာဏ်မပါဘဲနဲ့ဘယ်ချက်ကိုမှကိုယ့်ရဲ့ဆင်ញင်တုံတရားပစ္စကဉာဏ်မရှိဘဲနဲ့ဘယ်ဟာကိုမှအမှန်တရားလို့မဆုံးဖြတ်ရဘူးလို့ဆိုတာကိုမြတ်စွာဘုရားကကာလမမျိုးသားတွေကိုဟောပေးတာဒီ10ချက်ပေါ့နော်အဲ့တော့နောက်ဆုံးချက်ကအဲ့ဒါမာသမနောနောကရုတဲ့အေးဆရာကြီးကတော့တို့ရဲ့ဆရာပဲသို့မဟုတ်တို့ရဲ့ဆရာတော်ကြီးကပြောသွားတာခုခေတ်ဆိုလို့ရှိရင်တို့ဘုန်းကြီးကပြောတာတို့ဥစဉ်ကပြောတာဆိုပြီးတော့လေတို့ရဲ့ဆရာသမားကပြောတာလို့ဆိုပြီးတော့လည်းပဲဒီမှာတင်လမ်းမဆုံးနေနဲ့လို့ပြောတာဟုတ်မဟုတ်စဉ်းစားအောင်ပေါ့ဒီလိုဆိုလို့တာမြတ်စွာဘုရားကမစဉ်းစားဘဲနဲ့လက်ခံတာကိုသဘောမကျဒါကတာမန္တာပြောတာတခြားသုတ်တံမှာဆိုရင်ဝိမန္တကသုတ်တို့ဘာလို့ဆိုရင်မြတ်စွာဘုရားငါ့ကိုမင်းတို့စုံစမ်းကြစမ်းစူးစမ်းကြစမ်းလေးလာကြစမ်းငါပြောတဲ့အတိုင်းငါ့ပေါ်မှာမယုံညံ့ဟောဖိတ်ခေါ်တာဟာမြတ်စွာဘုရားတပါးပဲရှိတယ်နော်ငါ့ကိုမင်းတို့စူးစမ်းဆင်ခြင်ကြလေးလာကြည့်ကြကာယကံဝစီကံနဲ့ပတ်သက်ပြီးလေးလာကြည့်ရှင်းနှက်လောက်ရဲ့လားရှင်းနှက်လောက်မှလက်ခံဟောအေးဒါကြောင့်မလို့
ကိုယ်ပိုင်ဉာဏ်ကိုဦးစားပေးပြီးတော့ဆုံးမသုံးသင်နေရှိတယ်မြတ်စွာဘုရားအခုပြောခဲ့တဲ့အချက်30ချက်နဲ့70ချက်နဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးလို့ကာလမအမျိုးသားတွေဘာဖြစ်လို့လဲဆိုတော့တန်တရားဖြစ်နေတဲ့လူတွေကိုလေတန်တရားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုမင်းတို့ဒီအချက်တွေနဲ့အမှန်တရားဆိုတာရှာလို့မရဘူးအမှန်တရားကိုဒီအချက်တွေနဲ့မရှာလေနဲ့ဒါဖြင့်ဘယ်အချက်တွေနဲ့ရှာရမလဲဒါကိုငါဘာကိုရည်ရွယ်ပြီးတော့ပြောတာတော့ဆိုလို့ရှိရင်မင်းတို့ကိုယ်တိုင်သိအောင်လုပ်ရမယ့်အချက်ကဘာလဲဆိုတဲ့အခါကုသိုလ်လားအကုသိုလ်လားအပြစ်ရှိသလားအပြစ်မရှိဘူးလားပညာရှိသူတော်ကောင်းတွေကဲ့ရဲ့တဲ့ဟာလားချီးမွမ်းတဲ့အရာလားလက်တွေ့ကျင့်တော့လောက်ကင်ဆောင်ရမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေမရဘဲနဲ့ဆင်းရဲဒုက္ခတွေကြုံနိုင်တဲ့အရာလားကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အရာလားဒီအချက်တွေနဲ့ပဲကိုယ်တိုင်သိအောင်ကြိုးစားပါလို့ဒီလိုပြောတာနော်ဒါတွေကပို့ပြီးတော့အဓိကကျဒါတွေကပို့ပြီးတော့အဓိကကျဘယ်ကိစ္စပဲဖြစ်ဖြစ်အခုဗမာတွေလည်းရှိတယ်ဒါလောက်ကောင်းလားငရဲကြီးသလားနဲ့မေးကြတယ်နော်ငရဲကြီးလားမကြီးဘူးလားဆိုတာအကုသိုလ်ဖြစ်ငရဲကြီးတာပဲဒါငရဲကြီးတယ်ဆိုတာအကုသိုလ်မှန်သမျှအပေပုံကိုကြားစေနိုင်တာကိုကြားစေနိုင်တဲ့တတ္တိရှိတယ်ဒါပေမဲ့လို့ကြားရမယ်လို့ပြောတာမဟုတ်ဘူးကြားစေနိုင်တယ်လို့ပြောတာနော်မြတ်စွာဘုရားဟောတဲ့တရားကိုကပါဏာတိပါတောနိရယတံဝတ္တနိကောတိရိစ္ဆာနတံဝတ္တနိကောပေဒတံဝတ္တနိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်တိရိစ္ဆာန်ဘုံ၌ဖြစ်စေနိုင်သည်တိဋ္ဌဘုံ၌ဖြစ်စေနိုင်ဖြစ်စေနိုင်သည်ဆိုတာနဲ့ဖြစ်ရမည်ဆိုတာနဲ့မတူဘူးဒီစကားလုံးကမတူဘူးပါဏာတိပါဒလောက်သမျှအကုန်ငရဲကြရမယ်လို့ဒီလိုဘယ်တော့မှမဟောဘူးနော်တကယ်လဲပါဏာတိပါဒလောက်တိုင်းအကုန်လုံးငရဲကြတယ်လို့ဒီလိုပြောတာမဟုတ်ဘူးအဲ့လိုဟောရင်မှားမှာပေါ့ဘာလို့လဲဆိုအခြားအခြေအနေတွေရှိသေးတယ်ပါဏာတိပါဒကငရဲကိုချစေတာမှန်တယ်သို့တော့ပါဏာတိပါဒကြောင့်ငရဲကိုဖြစ်စေနိုင်တာတိရိစ္ဆာန်ဘဝရောက်စေနိုင်တာပဲကြာမှန်နေတာသို့တော့အခြားအကြောင်းတရားတွေကိုထည့်စဉ်းစားဒါမို့လို့နိခန္ဓချိန်ဖရာကဟောတဲ့အခါမှာယောပါဏမတိပါတိတိသဗ္ဗောသောနိရိယံဥပပစ္စတိသူပြောတဲ့စကားလုံးက definite သေချာပေါက်ပြောလိုက်တာပါဏာတိပါဒလောက်သူတိုင်းဟာအပင်ငရဲကြမယ်လို့ဒီလိုဟောတာဟောအဲ့ဒါကိုမြတ်စွာဘုရားမမှန်ဘူးမကြရင်ဒုက္ခရောက်လိမ့်မယ်ခုခေတ်တောင်မှပဲကြည့်လေမင်းဒီလောက်ကိုလို့ရင်ခိုးမှုမင်းခိုးလို့ရှိရင်ထောင်ကြမယ်ဆိုလူတိုင်းထောင်ကြရဲ့လားမကြတဲ့လူတွေရှိတာပေါ့ဟုတ်တယ်မလားဒါစဉ်းစားဖို့ပြောပြတာလေအခြေအနေချင်းမတူဘူးလေတယောက်နဲ့တယောက်နဲ့တယောက်မတူကံတရားလည်းတူတူပဲအခြေအနေတွေပေါ်မှာမူတည်ရတယ်ကံလောက်ထားခြင်းတူပေမဲ့လို့မတူတဲ့အခြေအနေတွေကဘာတွေတုံးဆိုတော့လူနှစ်ယောက်ဟာအကုသိုလ်လောက်ထားခြင်းတူတယ်သို့တော့တယောက်ကအကုသိုလ်ပဲလုပ်တယ်ကုသိုလ်မရှိဘူးဆိုတဲ့လူတယောက်ရဲ့အကုသိုလ်တွေလည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဆိုတဲ့လူတယောက်အကျိုးပေးတာကြမတူနိုင်ဘူးလေဒါမတူနိုင်လူတော်မှပြစ်မှုတစ်ခုကျူးလွန်တဲ့အခါမှာပိုက်ဆံရှိတဲ့လူနဲ့မရှိတဲ့လူကွာလားမကွာလားဒါလက်တွေ့ဟုတ်ကဲ့ပိုက်ဆံရှိရင်အပြစ်ကလွတ်သွားနိုင်တယ်ပေါ့သွားနိုင်မရှိရင်ပိုဆိုးမယ်ဒါသဘာဝကိုပြောပြတာလေအဲ့ဒါတွေကိုထည့်စဉ်းစားတယ်ကံတရားလည်းအဲ့တိုင်းပဲကံတရားဒီလိုဆိုရင်မျက်နှာလိုက်တာလားဆိုမျက်နှာလိုက်တာမဟုတ်ဘူး condition အခြေအနေတွေရှိတယ်အခြေအနေကောင်းတွေရှိတယ်သူအခြေအနေကောင်းတွေရှိရင်သက်တာတယ်အခြေအနေကောင်းမရှိရင်မသက်တာဟုတ်တာဒါမို့လို့အခြေအနေကောင်းအောင်လုပ်ရကိုယ့်နော်အေးအဲ့ဒါကိုကြည့်ရသော်ဘုရားဟောတဲ့တရားတွေကအမှန်တမ်းသဘာဝကြတယ်လေကဲပါဏာတိပါဒလို့ရင်ငရဲကြရမယ်လို့ဟောကြည့်ပါလားရှင်ကုလိမာလာငရဲကြရလားမကြဘူးလေနှစ်ပေါင်း90တခါတည်းဇာသောသားတွေကိုခေါင်းဖြတ်တတ်လာတဲ့သမ္မာဓာတိကခိုးသူတကြီးရောသေတော့ငရဲကြလားမကြဘူးဘာလို့လဲဆိုအခြေအနေကောင်းကမတူဘူးလေလွတ်သွားတဲ့ပုဂ္ဂိုလ်လွတ်တယ်မလွတ်တဲ့ပုဂ္ဂိုလ်မလွတ်ဘူးဒါတခြားအခြေအနေတွေကိုထည့်သွင်းစဉ်းစားရမယ်လို့သို့တော့
Maya Maga, Panati Patadi, Ngayego Chasi, Nine, Damane, Daro, definitely, teach about. Hogan. Panati Pada, a low jong, Nabi out her, a low am shoota, man. Agudu, Be Agudu, Amagonyo Mabiuda, man. So the Agudu, do a Jupi Queen Yajima Yama, oh, Tilo Soluna. Lutalu Nayaji, Yavene, Lutalu Naya, Nabi Yauda, Tilura Madrelli. Lutalu Yauda Mohu, the Chagu to John Yauda. Taule Quecha Digo Lure. Hagan. Eno Panadi Pada Amugaro, Nayama Chazida, Beja. Todo the Cha Chini Chanduga, Nayam Javan and Luchin Lupame. Tilo Solura, no? He doesn't own yes of Yaga. He sends I am a He loha, Pishi the la, Mashibula. Kudo lola, Agudo lola. Pinyashiri, Chimandala, Pinyashiri, Gay the la. Betri Chintone Kama, Konyu Chana, Pedala, Mabeula, Taves and Yasinda. Eri Chema. Since I like look, Pishi de, Agudu Pite, Pishi, Pinyashiri, Gay Yapsende. Let me download and look at your nine Sura who see her net design, pay like bar, down low bar. A good to the Magaman or the make to need a Yaji. Feva General Penamu. How do Mala? Yes, of ya, not a two water. Capina City Chimane, Kudo Lepside, a Gile Kane, Pina City, Chimane. Let Hanjin don't sound like Lucene, Konyu Chanari, Yare, Lucera, Tea. Tea, Chachin Doma, so all a magendo nine will do it. Tanlan never need, really. The show yet out there, Magaman did it, I will Tanlame. Hogan. Tea lower Magauru did it, Tea will Tanlame. Not just that at the bone, yes, or Yaga, Athenian at Tea Lavis in Magona saying Chachin pay. Kauna swing, Chachin, Pyong Chendoma, look to the pure. At the Chopala, Charima, Buravada, Kaunes and a tea. Todo, Buravada Kauno, Minolobala, and Lona. Teluleshida, no? In Yasabiaga, the Yay and Piatabu, Kubanya net some shatapu, same data, Titoga. Yaya, Kubanya net some shot there, Sereniama. A diga check about Rose. Let me chin down a kama, count you, Chissy the la. Macau you, Chissy the la, da, diga jasum, Tilo Solura, no? Any man, yes, of Yaga. Agudu Nepadavido, Lova or the Moha, Titomio, Shinja. Lova Lamu Tame, Dodari, Lamuni, Moari, Lamuni. Lova Lamure Kama, Lujan Zedi, Yabio. Tumia Tachin, Tame, Tumia, Kojin, Kome, Durabadamia, Songajan, Songame, Linjojan, and Piome, Tumia, Levedi, Lodi, Titon, Titom. Macone, a Lodi, Lova Ramula, a Pogo, Macone, a Lodi, Ule Parat. Father Lambojin Kaya, Pogo, I told you, the Dusa, Uleva. Moha Surado, Lotina, Melodina, Malidi, Draja, Melodina, Lodina, Lieutenant, Lodina, Lodin Mulu, Chene, Sure, Moha, Lambojin Kaya, Boguala, D time. Edelu, Chita dead. Era Guago, singing some Shachia. Singing Dona Chile de Kama, or the Lodia, Macau, Surao, D. Lava Lemagau, Doda Lemagau, Moha Lemagau. Lava the Moha Shini, Lava the Moha Jambugido, Panadi Bada Load. Manabo Sing Lady Gong Go Guide Lalusion, Doda Sing Yellow Tap, or Mahula. Lava Jido, Jemian or Jada Sergeant or Talita, or Lava Jane and Macone Lolota, Hogan. Doda Jane, Leve Macone Lolota, Moha, Logone, Logo, Madidi, the John Lota. Hello, Lola Bido, do say I long any lodo, sing a carry, Chilla Nine, or Edelu Chilla solution. T. Lodia, Macamu, so we don't yes of ya, some bay made.
ဒါတွေဟာ tradition နဲ့ဆိုင်သလားပြန်စဉ်းစားကြည့်လိုက်မဆိုင်ဘူးသူများကကြာလာပြီးတော့သတင်းပေးတာနဲ့ရောဆိုင်သလား report နဲ့ဆိုင်သလားမဆိုင်ဘူး tradition နဲ့လည်းမဆိုင်ဘူးဒီလိုတဲ့ဆိုတာဟီယာစေတွေနဲ့လည်းမဆိုင်ဘူးစာထဲမှာပါလို့ဆိုတာနဲ့လည်းမဆိုင်ဘူးဟုတ်ကဲ့လားအမှန်တမ်းလက်တွေ့ကျင့်သုံးဖို့မြတ်စွာဘုရားဟောထို့တူပဲကုသိုလ်ဘက်ကကြည့်မယ်ဆိုရင်အာလောဘအာရောဓအမောဟအာလောဘရှိလာရင်ဒါနကောင်းမှုတွေလုပ်တယ်အာရောဓရှိလာလို့ရှိရင်မေတ္တာရှိလာလို့ရှိရင်လူမှုကူညီရေးတွေလုပ်တယ်အမောဟရှိလာလို့ရှိရင်အရာရာဆင်ញင်တိုင်းထွာပြီးလုပ်တယ်ပါဏာတိပါဒကရှောင်းတယ်အာရိဏရဏကာမိတုမိစ္ဆာစာရမုဒဝါရဒါတွေကရှောင်းတယ်သူများကိုလည်းမကောင်းတဲ့ဘက်မတိုက်တွန်းဘူးဆိုဟောဒုစရိုက်တွေကရှောင်းသည့်အတွက်ကြောင့်ပြစ်ကင်းတယ်ပညာရှိတွေကချီးမွမ်းတယ်တော်လိုက်တာချီးမွမ်းကြတကယ်လဲကိုလှုပ်တဲ့အခါမှာအာလောဘကိုအကြောင်းပြုတယ်အာရောဓကိုအကြောင်းပြုတယ်အာမောဟကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့အခြေအနေတွေကအခြေအနေကောင်းတွေကြီးပဲဖြစ်ပေါ်လာဒီလိုအခြေအနေကောင်းတွေဖြစ်ပေါ်နေတာဟာခုနတုန်းကသူများကနေပြီးတော့အခြေအနေကောင်းတွေရှိတယ်လို့ပြောလို့လှုပ်ထားလားကိုယ်တိုင်သိလို့လှုပ်ထားလားကိုယ်တိုင်သိတာနော်ကိုယ်တိုင်သိတာ tradition မို့လှုပ်ထားလားမဟုတ်ဘူးကိုယ်တိုင်သိတာဟောဒီလိုဆိုလို့တာတက်ကနီးနဲ့စဉ်းစားပြီးတော့လှုပ်ထားလား inference ဆိုတဲ့အနုမာနနဲ့တွေးခေါ်ပြီးလှုပ်ထားလားဒါတွေလည်းမဟုတ်ဘူးအမှန်တရားဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဆင်ញင်သုံးသပ်ပြီးတော့ဆုံးဖြတ်တာလို့ဒါကိုရည်ရွယ်ပြီးတော့ငါဘုရားဒီဆက်ချက်ကိုဟောပါတယ်လို့ဘဝမှာဒီတိုင်းလိုက်နာနိုင်မယ်အကောင်းနဲ့အဆိုးအကြောင်းကျိုးဝေဖန်သုံးသပ်ပြီးတော့မကောင်းတာဆိုရင်စွန့်ကောင်းတာဆိုလက်ခံကျင့်သုံးဆိုရင်ဘဝမှာမပြည့်စုံဘူးလားပြည့်စုံတာပေါ့နော်ပြည့်စုံသွားပြီကဲပြည့်စုံသွားပြီဆိုတော့တဦးတယောက်အတွက်တော့ပြည့်စုံသွားပြီသို့တော့လူဆိုတာဟာကိုယ်တယောက်တည်းကောင်းလို့မရသေးဘူးလူဆိုတာ society နဲ့နေတာအပေါင်းနဲ့အသင်းနဲ့နေတာဆိုတော့အပေါင်းအသင်းနဲ့နေလို့ရှိရင်ဘယ်လိုနေရမလဲဆိုတာကိုမြတ်စွာဘုရားဆက်ဟောတယ်အဲ့ဒါကတော့ရှိလေအာလောဘအာရောဓအမောဟလို့ဆိုတဲ့သဘာဝတရားတွေသူ့မှာရှိလာရင်သူကလောဘလည်းကင်းနေတယ်လောဘလည်းနည်းတယ်ဒေါသလည်းနည်းတယ်တွေ့ဝေမှုလည်းမရှိဘူးတတိတွေဉာဏ်တွေစဉ်းစားဉာဏ်တွေရှိလာတယ်ရှိလာသည့်အတွက်ကြောင့်သူစိတ်နေသဘောထားတွေဟာဘလို့မြင့်မြတ်လာတော့ဆိုအများရဲ့အကျိုးကိုလိုလားတယ်ဆိုတဲ့မေတ္တာစိတ်ဝင်လာsociety မှာဆိုရင်မေတ္တာနဲ့နေတတ်လာကောင်းတဲ့ပဲရွေးချော်လိုက်တဲ့အခါကျငါရဲ့ငါပတ်ဝန်းကျင်ကလူတွေကောင်းကျိုးချမ်းသာတွေရကြပါစေအစဉ်ပြေကြပါစေချမ်းသာကြပါစေဘေးကင်းကြပါစေရန်ကင်းကြပါစေမေတ္တာစိတ်ထားတတ်လာကျိုးစီးပွားလိုလားလာနှိမ့်ကြပြီးတော့ဆင်းရဲဒုက္ခရောက်နေအစဉ်မပြေတဲ့ပုဂ္ဂိုလ်တွေလည်းအစဉ်ပြေကြပါစေကရုဏာထားတတ်လာအောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာလည်းခြေလားစီမဖြစ်ဖဲနဲ့အောင်မြင်မှုတွေဆက်လက်ရရှိကြပါစေမုဒိတာပွားနိုင်တာဒါလည်းမကဘူးအလုံးအပေါ်မှာလူဆိုတာကိုယ်ကံနဲ့ကိုယ်လာကြတာဖြစ်သောကြောင့်ကိုယ်ကံနဲ့ကိုယ်လာတာဖြစ်သောကြောင့်တွေ့တာမှုဆိုတဲ့ရှုထောင့်ကနေမကြည့်ပဲနဲ့ကံတရားဆိုတဲ့ရှုထောင့်ကနေကြည့်ပြီးတော့လူတွေကိုကူညီဆောက်ရှောက်လာတတ်တယ်ဥပိ္ပခတရားတွေဖြစ်ပေါ်လာတတ်တယ်အဲ့တော့ဥပိ္ပခဆိုတာဒီမဆိုင်ပဲနဲ့ပြစ်ထားတဲ့ဥပိ္ပခမဟုတ်ဘူးစိတ်ဓာတ်အနေနဲ့တည်ငြိမ်တာအလုံးဟာကိုယ်ကံနဲ့ကိုယ်လာတာကိုယ်သားသမီးပေါ်တော်မှာဥပိ္ပခမထားနိုင်လို့ရှိရင်ကြည့်လေကိုယ်ကဖြစ်စေချင်တာကတစ်ခုသားသမီးကဖြစ်နေတာတစ်ခုဆိုဥပိ္ပခမထားနိုင်ရင်ဘာဖြစ်လာတော့ဆိုရိုက်တယ်နှက်တယ်ဆုံးမတယ်အမျိုးစုံလို့တော့ကြာတော့ဒုက္ခရောက်ကုန်ဟုတ်ကဲ့ဥပိ္ပခဆိုတာဘယ်လိုထားမလဲသူလည်းသူကံနဲ့လာတာငါလည်းငါကံကောင်းကျိုးချမ်းသာရအောင်ကိုကဥတည့်ပေးရမယ်လှုပ်ပေးရမယ်ဒါကိုတောင်လှုပ်ပေးတယ်သို့တော့လှုပ်ပေးတာကိုမရကောင်းလားဆိုပြီးတော့ဒေါသဖြစ်နေတာဥပိ္ပခမထားနိုင်တာဒီလိုဆိုလိုတာနော်အဲ့တော့ဥပိ္ပခဆိုတာကံတရားပေါ်မှာဆင်ញင်သုံးသပ်ပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့အနေအထားမျိုးစွန့်မရောက်အောင်ထားနိုင်တဲ့အနေအထားမျိုးမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဥပိ္ပခဒီလေးခုနဲ့နေလိုက်လို့ရှိရင်လူဆိုတာလည်း၄မျိုးရှိတာအလုံးပေါ်မှာခြုံငုံမဲ့ဆိုရင်မေတ္တာထားဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကြတော့မေတ္တာမဟုတ်ဘူးကရုဏာထားအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေကြတော့
မုရိဒာထားအလုံးကိုတစ်ခါခြုံငုံပြီးတော့ဒီတန်ရောစဉ်တွေ့ခြင်းတန်ရောစဉ်ဖြစ်ခြင်းဆိုတာမျိုးတွေမဖြစ်စေပဲနဲ့အလုံးဟာသူကံနဲ့သူလာကြတာဆိုတဲ့အတွေးခေါ်နဲ့ဥပ္ပခါထားဟောမေတ္တာကရုဏာမုရိဒာဥပ္ပခါဆိုတဲ့ဒီတရားတွေတတ္တဝါတွေအလုံးပေါ်မှာထားနိုင်ပြီဆိုလို့ရှိရင်ကိုယ့်အတွက်လည်းလုံလောက်တယ်အလုံးပတ်ဝန်းကျင်အတွက်လည်းလုံလောက်သွားတယ်ဆိုလိုတာကလောဘဒေါသမောဟတွေဖယ်ရှားပြီးတော့အလောဘအရောဓအမောဟတွေနဲ့ဥသိပြီးတော့လှုပ်ဆောင်သွားပြီလို့ဆိုလို့ရှိရင်ကိုယ်တကိုယ်ရေးတကာရအတွက်လုံလောက်လို့စိတ်ဖြူစင်သွားပြီမေတ္တာကရုဏာမုရိဒာဥပေက္ခထားနိုင်လို့ရှိရင်အများကောင်းကျိုးအတွက်ဖြစ်စေပြီဘဝမှာကိုကျိုးသူကျိုးနှမျိုးပြည့်စုံသွားပြီလို့ဒီလိုပြောတာဒီတော့တာကဲအဲ့ဒါလို့society ပေါ်မှာမေတ္တာကရုဏာမုရိဒာဥပေက္ခထားနိုင်ပြီလို့ဆိုတဲ့အခါကျတော့ပြဿနာကြံသေးသလားလို့ဆိုမဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုကြံသေးတယ်။ဘာလဲကိုယ်တိုင်ကမဆုံးဖြတ်နိုင်လို့နောက်ဘဝဆိုတာရှိသလားမရှိဘူးလားဆိုကိုယ်မဆုံးဖြတ်နိုင်ဘူးဒါမှန်တယ်လေ။မြင်ရတာမှမဟုတ်တာဟုတ်။ပြီးပြီးတဲ့နောက်ဘာဖြစ်မလဲဆိုတာကိုယ်တိုင်မဆုံးဖြတ်နိုင်ဘူး။မဆုံးဖြတ်နိုင်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒါအကျဉ်းဉာဏ်ဒီဆုံးမဩဝါဒပေးတာအဲ့ဒါလို့မဆုံးဖြတ်နိုင်တာကြတော့တေချာတာကိုလုပ်ဆိုပြီးတော့ဒီတုတ်တန်မှာချက်၄ချက်ဟာကိုယ့်အတွက်တတ္တရာရမယ်အချက်၄ချက်ဒီဘဝမှာကောင်းအောင်နေခြင်းဖြင့်ကိုယ့်ဘဝမှာနောက်ဘဝအတွက်နောက်ဘဝအရေးစိတ်အေးရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောတာဟုတ်မဟုတ်စဉ်းစားကြည့်ကောင်းပြီအခုလို့စိတ်ဓာတ်ဖြူစင်းနေတဲ့ပုဂ္ဂိုလ်တရားတချို့ဘာသာရေးဆရာဟောတယ်ဓမ္မလွန်လောကမရှိဘူးလို့ဟောတယ်တချို့ကရှိတယ်လို့ဟောတယ်ကဲအဲ့ဒီနှစ်ခုကြားမှာဘယ်လိုနေမလဲဆိုတော့မြတ်စွာဘုရားဒီဘဝမှာကောင်းအောင်လို့ခုနမေတ္တာနဲ့နေမယ်ကရုဏာနဲ့နေမယ်မုရိဒာနဲ့နေမယ်ဥပေက္ခနဲ့နေမယ်အများအတွက်ကိုယ်တိုင်ကလောဘဒေါသမောဟအခြေခံတဲ့အကုသိုလ်တွေစွန့်ပယ်ပြီးတော့အလောဘအရောဓအမောဟအခြေခံတဲ့ကုသိုလ်တရားတွေပြည့်စုံအောင်လှုပ်ထားပြီးဆိုတဲ့ပုဂ္ဂိုလ်တရားကောင်းပြီကိုယ်ဘဝမှာဖြူစင်းနေတယ်အဲ့ဒီဖြူစင်းနေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာတမလွန်လောကမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြီးပြောတဲ့စကားအရအကယ်၍တမလွန်လောကမရှိလေဘာပူစရာလို့လဲဒီဘဝမှာလူကောင်းမယ်ဟုတ်ကဲ့တမလွန်လောကမရှိလေဒီဘဝမှာသူကလူကောင်းကဲတမလွန်လောကရှိပြီဆိုရင်တော့ဟိုဘဝမှာချမ်းသာတဲ့ဘဝရောက်သွားမှာဟောနှစ်ခုစိတ်တတရာမရပေဘူးလားဘယ်ဘက်ကကြည့်သူ့အတွက်ကလုံလောက်နေပြီဟုတ်ကဲ့ဒီဘဝမှာကောင်းအောင်နေသည့်အတွက်ကြောင့်တမလွန်လောကရှိတယ်ဆိုရင် okay နောက်ဘဝငါကောင်းတဲ့ဘုံရောက်မှာပဲတမလွန်လောကမရှိဘူးဆိုလဲဘာကိစ္စရှိလဲငါဒီဘဝမှာလူတော်လူကောင်းကိုယ့်ကိုယ်ကိုချမ်းချမ်းသာသာနဲ့ဟောထိမ့်သိမ်းဆောက်ရှောက်သွားနိုင်တယ်ဟောသက်တာရနှစ်ခုရနောက်အကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ဆိုတာလုံးလို့မရဘူးဆိုတဲ့ပုဂ္ဂိုလ်ကတူလုံးလို့ရတယ်ဆိုတာနဲ့တူဆိုလို့ရှိရင်ကဲလုံးလို့မရဘူးဆိုတဲ့ပုဂ္ဂိုလ်ရငါကိုယ်တိုင်ကလုံးလို့မရဘူးဆိုရင်ငါကိုယ်တိုင်ကမှအကုသိုလ်မလုပ်တာအကုသိုလ်မလုပ်ရင်အကုသိုလ်အကျိုးဘယ်လိုလုပ်လာမလဲဟောသက်တာရကဲလုံးလို့မရဘူးဆိုရင်ငါကလည်းလုံးမှမလုပ်တာမလုပ်သည့်အတွက်ကြောင့်အကုသိုလ်ကငါစီမရောက်နိုင်ဘူးဟောနှစ်ဖက်စလုံးသူ့အတွက်ကအကုန်လုံးသိချပေါက်ရှိတယ်မလုပ်ချင်းကြောင့်လည်းအကုသိုလ်မရဘူးလုံးမဖြစ်ချင်းကြောင့်လည်းသူ့အကုသိုလ်မဖြစ်ဘူးဟုတ်ကဲ့အဲ့တော့လေးဘက်လေးထံကတတ္တအားရတယ်ဒီသေးချာတဲ့ဤစနစ်ကိုလိုက်နာကျင့်သုံးရမယ်လို့သက်ဆောင်ကြဒီကာလမတ်တုတ်ကိုဒီလိုဟောလိုက်တာတန်တရားရှိနေတဲ့ပုဂ္ဂိုလ်တွေကိုအေးမင်းတို့ငါပြောတာနားထောင်ငါတရားမှအမှန်ကြံတဲ့လူတွေတရားအမှားလို့ဒီလိုသာသွားပြောရင်ဟိုလူတွေကတန်တရားပိုးဖြစ်သွားမှာပဲ။အိုးယဟန်ဂေါရမလည်းဒီပုတ်ထဲကဒီပဲပါပဲဆိုပြီးတော့သူကလည်းသူ့ဘွာရကောင်းကြောင်းပြောသွားတာပဲလို့ဒီလိုပြောခံမှာဟုတ်ကဲ့အခုကျတော့မြတ်စွာဘုရားကအလွန်လိမ္မာပန်းတတ်ပြီးဆုံးမသွားတဲ့အခါကျတော့ဘုရားကကိုယ်ဝါဒပြောသွားတယ်လို့မထင်ရဘူးတကယ်တော့မြတ်စွာဘုရားဟာကိုဟောနေကြတရားဟောသွားတာပါပဲအကုသိုလ်တွေရှောင်ဖို့ကုသိုလ်တွေဆောင်ဖို့မေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေပွားများအားထုတ်ကြဖို့လို့ဆိုတယ်ဒီအခြေခံတရားတွေကိုကာလမအမျိုးသားတွေကိုဟောသွားတော့
အဲ့ဓမ္မသဘောကျပြီးတော့သူတို့ကနောက်ဆုံးဗုဒ္ဓဘာသာအဖြစ်ကိုခံယူကြတယ်တဲ့ဒါကကာလမသုတ်တံအနှစ်ချုပ်အနေနဲ့ဘုန်းကြီးတို့ရှင်းလင်းဟောကြားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီကာလမသုတ်တံရဲ့အနှစ်ချုပ်ကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအမှန်တရားကိုရှာဖွေတဲ့အခါမှာတဆင်ကြားစကားနဲ့လည်းမရှာနဲ့ tradition ဆိုတဲ့အစဉ်အလာနဲ့လည်းမရှာနဲ့လူပြောသူပြောဒီလိုတဲ့ဆိုတာနဲ့လည်းမရှာနဲ့စာထဲမှာပါတယ်ဆိုတာနဲ့လည်းမရှာနဲ့နော်မဆုံးဖြတ်နဲ့စာထဲမှာပါတယ်ဆိုတာနဲ့လည်းမဆုံးဖြတ်နဲ့လောချစ်နီးနဲ့လည်းမဆုံးဖြတ်နဲ့အနုမာနအတွေးခေါ်မျိုးနဲ့လည်းမဆုံးဖြတ်နဲ့ကြောင်းကျိုးဆင်ញင်တဲ့နီးနဲ့လည်းမဆုံးဖြတ်နဲ့ငါယူဝါဒနဲ့ကိုက်ညီတယ်ဆိုတာနဲ့လည်းမဆုံးဖြတ်နဲ့ဖြစ်နိုင်ခြေရှိတယ်ဆိုတာနဲ့လည်းမဆုံးဖြတ်နဲ့တို့ဆရာပြောတဲ့စကားဆိုတာနဲ့လည်းမဆုံးဖြတ်နဲ့ကိုယ်ပိုင်ညာနဲ့သိပြီးတော့ဆုံးဖြတ်ပါတဲ့ဆုံးဖြတ်လို့လက်ခံကျင့်သုံးလို့အပြစ်ရှိလို့လက်ခံကျင့်သုံးရင်မကောင်းကျိုးတွေကိုပေးမယ်ဆိုရင်ချက်ချင်းသိတဲ့အချိန်မှာချက်ချင်းစွန့်လိုက်ပါလက်ခံကျင့်သုံးလို့ကောင်းကျိုးချမ်းသာကိုရမယ်ဆိုရင်ချက်ချင်းကျင့်သုံးပါအဲ့ဒါလို့မကောင်းတာတွေကိုစွန့်ပယ်ကောင်းတာတွေကိုကျင့်သုံးပြီးတဲ့အခါမှာအလုံးအတွက်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ဆိုတဲ့ပုဂ္ဂိုလ်အလိုက်ပြမစိုးတရားများပွားများအားထုတ်ပြီးတော့နေပါအဲ့လိုအားထုတ်ပြီးတော့နေလို့ရှိရင်နောက်ဘဝရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအကုသိုလ်ကံရဲ့အကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာမှစိတ်ပူစရာမရှိပါဘူးလို့မြတ်စွာဘုရားဒီလိုဆုံးသတ်ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကာလမသုတ်တံအတိုင်းမြတ်စွာဘုရားဟောကြားတဲ့ဆုံးမဩဝါဒတရားကိုနာယူပြီးတော့မိမိတို့ဘဝမှာတကယ်ဆင်ញင်စဉ်းစားရမှာကအပြစ်ရှိတဲ့အရာလားအပြစ်မရှိတဲ့အရာလားအကုသိုလ်လားကုသိုလ်လားပညာရှိတွေကဲ့ရဲ့တဲ့အရာလားပညာရှိတွေချီးမွမ်းတဲ့အရာလားလက်တွေ့ကျင့်သုံးလို့ရှိရင်ကောင်းကျိုးချမ်းသာကိုပေးတတ်သလားဆင်းရဲဒုက္ခကိုပေးတတ်သလားဆိုတဲ့ဒီအတိုင်းတာတွေနဲ့ဆင်ញင်သုံးတတ်ပြီးကိုယ်ပိုင်ဉာဏ်ဖြင့်ဆုံးဖြတ်တာလက်တွေ့လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ရှင်းကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောသရတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးဆက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးဤဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဟောလန္တဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးကြကုန်သည်ဖြစ်၍ဒုက္ခနဂလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ပဝါယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း